ချမ်းသာသောအဖေနှင့်ပညာတတ်အဖေကျွန်တော်ထံတွင်အဖေနှစ်ဦးရှိပါသည်တဦးကအလွန်ချမ်းသာသောသူဖြစ်ပြီးတော့နောက်တစ်ဦးကဆင်းရဲတော်လဲပညာတတ်ပြီးတော့ဉာဏ်ရည်ထက်မြက်သူဖြစ်ပါသည်သူသည် PhD ဘွဲ့ရထားပြီးစတန်ဖို့တက္ကသိုလ်ချီကာဂိုတက္ကသိုလ်နှင့်အနောက်မြောက်ပိုင်းတက္ကသိုလ်များတွင်အဆင့်မြင့်ပညာစီးပူးထားသူဖြစ်သည်ထိုတက္ကသိုလ်များသို့တက်ရောက်နိုင်မှုလဲပညာသင်စရိတ်ထောက်ပံ့ခြင်းငွေရရှိထားသူဖြစ်သည်ချမ်းသာသည့်အဖေကတော့ရှစ်တန်းမယ်မအောင်ခဲ့ပါကျွန်တော်အဖေနှစ်ယောက်စလုံးအလုပ်ကြိုးစားကြသူများဖြစ်ကြပြီးသူတို့ရဲ့အသက်မွေးဝမ်းကြောင်းဆိုင်ရာတွေမှာလည်းအောင်မြင်ကြ၍ဝင်ငွေလည်းအထိုက်လျောက်ရရှိထားကြသည်သို့တော့တယောက်ကဟာဝိုင်ယီတွင်အချမ်းသာဆုံးစည်ရင်းဝင်ဖြစ်သွားတော်လေတယောက်ကတော့အစဉ်အမြဲငွေကြေးကိစ္စများတွင်လုံးလည်ချပတ်ဖြစ်နေသည်သူတို့ကွယ်လွန်သွားပြီးနောက်တွင်တဦးကဒေါ်လာတန်ပေါင်းများစွာမိသားစုတွေအမွေထားခဲ့ပြီးဘာသာရေးနှင့်လူမှုရေးဆိုင်ရာကိစ္စများတွေအလူငွေများပြားစွာထားခဲ့နိုင်သည်ကျန်တဦးကမူပေးစရာအကျွေးများစွာထားရှိခဲ့သည်အဖေနှစ်ဦးစလုံးသည်ဩဇာအရှိန်အဝါကြီးမားပြီးတော့စိတ်သက်ကြက်ခိုင်သူများဖြစ်ကြသည်နှစ်ဦးစလုံးသည်တဦးနှင့်တဦးမတူညီသောဆုံးမသွန်သင်မှုများဖြင့်ကျွန်တော်အားဆုံးမလမ်းညွှန်ခဲ့ကြသည်သူတို့နှစ်ဦးလုံးပညာတတ်ဖို့ကိုခိုင်မာစွာလက်ခံထားကြတော့လေအကြံပေးသည့်ပညာရချင်းကမတူညီကြပါကျွန်တော်သည်အကြံပေးလမ်းညွှန်နေသည့်အဖေနှစ်ဦးထံမှအတွေ့အခေါ်အယူဆများကိုစင်ကြင်သုံးသက်ကနိုင်ရှင်ရွေးချယ်နိုင်ခွင့်ရှိနေခဲ့ပါသည်သူတို့နှစ်ဦး၏အယူဆများမှာတာမန်အပြင်တဦး၏အယူဆကိုလက်ခံလျင်ကျန်တဦး၏အယူဆကိုဖြစ်ပယ်လိုက်ရုံသာရှိတော့လေကျွန်တော်သည်သူတို့နှစ်ဦး၏အယူဆများကိုနိုင်ရှင်ကြည့်သည်ကိုယ်တိုင်စဉ်းစားဆင်ခြင်ပြီးရွေးချယ်မိသည်ခက်နေသည်မှာထိုအချိန်ကချမ်းသာသည့်အဖေလည်းတည်တာစွာမချမ်းသာလာသေးပဲဆင်းရဲသည့်အဖေကတိတ်ပြီးတော့မနှမ်းပါသေးသောအချိန်ဖြစ်လေသည်သူတို့၏အသက်မွေးဝမ်းကြောင်းလုပ်ငန်းများစတင်ကားသာဖြစ်ပြီးမိသားစုနှင့်ငွေကြေးကိစ္စများလုံးလည်ချလပတ်နေသောအချိန်ဖြစ်သည်သို့သောသူတို့တူးချင်းစီ၏ငွေကြေးအပေါ်ရှုမြင်ပုံကလုံးဝကွဲပြားခြားနားလှပါသည်ဥပမာပြောရရင်တဦးကမကောင်းမှုတွေဖြစ်ရတာအားလုံးဟာငွေမက်တာကြောင့်ဖြစ်ရတာပဲဟုပြောပြီးတော့ကျန်တဦးကငွေမရှိတာကြောင့်မကောင်းမှုတွေဖြစ်ရတာဟုပြောဆိုခြင်းမျိုးဖြစ်သည်ငွေကြေးနဲ့ပတ်သက်ပြီးတော့သူတို့ရဲ့အမြင်တွေကလုံးဝကိုဆန့်ကျင်နေတဲ့အတွက်ကျွန်တော်အနေနဲ့အတော်ကိုနားလည်ရခက်ပါတယ်သူတို့တူးချင်း၏အယူဆများကိုသဘောပေါက်အောင်အချိန်အတော်ကြာစဉ်းစားအဖြေရှာမိပါသည်ကျွန်တော်၏အားလက်ချိန်တော်တော်များများသည်အဆိုပါကိစ္စကိုတွေးတောသုံးသပ်နေသောအချိန်များဖြစ်ပါသည်ကျွန်တော်အနေဖြင့်ဩဇာကြီးမားသောအဖေနှစ်ဦးရှိနေသည့်အတွက်အတော်ပင်ခက်ခဲလာပါသည်နှစ်ဦးစလုံး၏အယူဆများကိုဖြစ်ပယ်၍မဖြစ်မချင်းချင်းမချင်းစား၍မဖြစ်တော့ကျွန်တော်အတွက်တစ်ခုခုကိုလက်ခံခြင်းသို့မဟုတ်ဖြစ်ပယ်ခြင်းထက်တေချာစွာစဉ်းစားချင့်ချိန်ခြင်းကရေရှည်တွင်ပုံမအကျိုးရှိစေပါသည်ဆင်းရဲချမ်းသာကွာဟမှုပုံမကြီးမားလာပြီးလူလက်တန်းသားများကအကျွေးဖြင့်လုံးချလဲနေသည်ထို့သောဖြစ်ကြရသည့်အကြောင်းရင်းတွေကတစ်ခုမှာငွေကြေးဆိုင်ရာပညာကိုကျောင်းမှာသင်မပေးလိုက်ပဲအိမ်မှာသာသင်ယူနေကြရသောကြောင့်ဖြစ်ပါသည်ကျွန်တော်တို့အများစုသည်မိဘများထံမှသင်ယူနေကြရသည်ထိုအခါဆင်းရဲသည့်မိဘများကမိတို့သင်ကြားပေးနိုင်ပါမလဲကျောင်းတက်ပြီးစာကြိုးစားဖို့လောက်သာပြောကြပါလိမ့်မည်တို့ကလေးများကဂုဏ်တုများစွာနဲ့ဘွဲရလာပါကဆင်းရဲမွဲတေသူတို့၏စိတ်ဓာတ်အနေထားနဲ့ဘွဲရလာသူဖြစ်ပါလိမ့်မည်ထိုကလေးသည်အဆိုပါစိတ်ဓာတ်ကိုငယ်စဉ်ကတည်းကကျွမ်းဝင်လာခဲ့ပြီးဖြစ်သည်စာသင်ကျောင်းများတွင်အသက်မွေးဝမ်းကြောင်းဆိုင်ရာအတတ်ပညာဤပညာများကိုသာသင်ကြားပေးပြီးငွေကြေးပညာကိုသင်ကြားပေးခြင်းမပြုကြပါကျောင်းတွင်အလွန်စားတော်ပြီးအဆင့်ကောင်းကောင်းဖြင့်အောင်မြင်လာခဲ့ကြသည်စည်ရင်ကိုင်များဆရာဝန်များဘဏ်မန်နေဂျာများသူတို့၏ဘဝတစ်လျှောက်လုံးငွေရေးကြေးရေးလုံးချလဲနေခြင်းမှာအထက်ဖော်ပြပါအကြောင်းအရာများကြောင့်ပင်ဖြစ်ပါသည်ကျွန်တော်တို့အမေရိကနိုင်ငံတွင်ပင်ကျွေးမီအများအပြားအန်ဟောစပွဲတင်ရှိနေပါသည်အကြောင်းမှာနိုင်ငံရေးသမားများအစိုးရရာရှိကြီးများသည်အလွန်ပညာတတ်ကြတော်လဲငွေကြေးဆိုင်ရာပညာတွင်တတ်သိနားလည်ထားမှုမရှိခြင်းသို့မဟုတ်အနေအချင်းများသာနားလည်ထားသောကြောင့်ဖြစ်ပါသည်နောင်လာမည့်ရှေ့အနာဂတ်ကိုကျွန်တော်မျှော်ကြည့်မိသောအခါငွေကြေးနှင့်ဈေးပညာဆိုင်ရာအထောက်အပံ့များလိုအပ်လာမည့်ပြည်သူများအတွက်အလွန်ပင်စိုးရိမ်ပူပန်မှုရှိသည်ထိုငွေကြေးအတွက်နှင့်သူတို့သည်မိသားစုကိုယ်တော်၎င်းအစိုးရကိုယ်တော်၎င်းမိခိုလာကြရတော့မည်နိုင်ငံတနိုင်ငံသည်ငွေကြေးအကြောင်းတင်ကြဖို့မိဘများကိုသာတာဝန်လွှဲအပ်ပေးကြသည့်အတွက်ထိုနိုင်ငံသည်ရေရှည်တွင်မိတို့ရှင်သန်ရပ်တည်နိုင်ပါမလဲကျွန်တော်ထမ်းတွင်မူစိတ်ဓာတ်ကြက်ခိုင်ပြီးဩဇာကြီးမားသောအဖေနှစ်ယောက်ရှိသောကြောင့်သာသူတို့နှစ်ယောက်စလုံးထံမှအကြံပေးလမ်းညွှန်မှုများကိုလေ့လာပြီးတော့စင်ကြင်သုံးသပ်ခဲ့ရသည်ထို့ကြောင့်သုံးသပ်ကြည့်ရမှာလူတစ်ယောက်၏ဘဝကိုသူ၏အတွေးခေါ်များကဘယ်နည်းဖြင့်အကျိုးသက်ရောက်စေသလဲဟုသည့်အသည့်အမြင်ကိုရရှိခဲ့ပါသည်
ဥပမာအားဖြင့်အဖေတဦးကငါတော့မတတ်နိုင်ဘူးဟုအမြဲပြောလေရှိသည်နောက်တဦးကမူသူအပြောမပြောဖို့တားမြစ်သည်ထို့သို့မပြောဘဲငါဘလို့နဲ့တတ်နိုင်အောင်လုပ်မလဲဟုပြောစေလိုသည်တဦးကလက်လွတ်ရုံးထွက်ပြီးတဦးကတွေးတောကြံစစေသည်ငါမတတ်နိုင်ဘူးဟူသောစကားကိုအလွယ်တကူသုံးနှုန်းလိုက်ခြင်းသည်ဦးနောက်ကိုအလုံးမလုံးစေခြင်းဖြစ်သည်ငါဘလို့နည်းနဲ့တတ်နိုင်အောင်လုပ်မလဲဟုမေးမြန်းစဉ်းစားလျင်ငါဦးနောက်ကိုအလုံးလုံးဖို့တာဝန်ပေးလိုက်ခြင်းဖြစ်သည်ဟုချမ်းသာလာမိအဖေကရှင်းပြသည်ကဘာပေါ်တွင်စွမ်းအားထက်မြက်ဆုံးကွန်ပျူတာဖြစ်သည့်မိမိ၏စိတ်ကိုလေ့ကျင့်ပြိုးထောင်ဖို့လိုသည်ဟုသူကဆိုသည်ငါအမြဲတမ်းလေ့ကျင့်ပေးထားလို့ငါအုံနောက်ကကြန့်ခိုင်နေတယ်ငါအုံနောက်ကအားကောင်းလာမှငွေချရတာလွယ်ကူတာဟုဆိုပြီးငါမတတ်နိုင်ဘူးဟုအလွယ်တကူပြောသူသည်ဦးနောက်အလုံးမလုံးချင်သူစိတ်သက်ပြင်းရည်သူဖြစ်သည်ဟုသူကဆိုပြန်သည်ကျွန်တော်၏အဖေနှုတ်သည်အလုတ်ကိုကြိုးစားကြသည်မှန်တော့လေငွေကြီးဆိုင်ရာပညာများတွင်တဦးကအုံနောက်ကိုအလုံးမပေးပဲကျန်တဦးကအုံနောက်ကိုခိုင်းစေလေ့ကျင့်ပေးကြောင်းတွေ့ရှိရပြန်သည်ထိုအခါရေရှည်တွင်အုံနောက်ကိုအလုံးမပေးသူကငွေကြေးကျက်တဲလာပြီးဦးနောက်ကိုအလုပ်ပေးသူကငွေကြေးပေါ်များလာခဲ့သည်ဥပမာအားဖြင့်အကစားလေ့ကျင့်ခန်းအစဉ်အမြဲပြုလုပ်သူနှင့်ရုပ်မြင်သံကြားကိုသာငြိမ်ငြိမ်လေးထိုင်ကြည့်နေသူကဲ့သို့ပင်ဖြစ်သည်အမှန်တကယ်တွင်ရုပ်ပိုင်းဆိုင်ရာ၌ပုံမှန်လေ့ကျင့်သူသည်ရေရှည်တွင်ပစ္စည်းဥစ္စာတိုးပွားလာဖို့ရှိသည်ပြင်းကြီးမူကမူကျမ်းမာရေးနှင့်စီးပွားဥစ္စာနှမျိုးစလုံးကိုထိခိုက်လျော့ပါစေပါသည်ကျွန်တော်အဖေနှုတ်၏အတွေးများမှာစန့်ကျင်ဘက်များသာဖြစ်ကြသည်တဦးကအစင်မပြေကံမကောင်းသူများကိုပံပိုးဆောက်ရှောက်ဖို့ချမ်းသာသူများကအခွန်အခပိုပေးသင့်သည်ဟုဆိုသည်တဦးကမူအခွန်အကောက်ဟူသည်ကုံထုတ်လုပ်သူများကိုနှိပ်ကုတ်ပြီးကုံမထုတ်လုပ်သူများကိုပံပိုးနေသည်ဟုပြောသည်တဦးကကုမ္ပဏီကောင်းကောင်းမှာအလုပ်ဝင်ဖို့စာကိုစ조사ဟုအကြံပေးပြီးနောက်တဦးကမင်းစ조사မှမင်းဝယ်နိုင်မဲ့ကုမ္ပဏီကိုတွေ့မှာဟုဆိုသည်တဦးကကလေးတွေရှိလို့ငါမချမ်းသာတာဟုပြောတော့လဲကျန်တဦးကဒီကလေးတွေရှိတဲ့အတွက်ငါချမ်းသာမှဖြစ်မယ်ဟုပြောသည်ညသာစားချိန်တွင်စီးပွားရေးနှင့်ငွေကြေးကိစ္စများပြောဖို့တဦးကတိုက်တွန်းတော့လဲကျန်တဦးကဓမင်းစားနေချိန်တွင်ထိုအကြောင်းအရာများကိုမပြောရဟုတားမြစ်ရန်သည်တဦးကငွေကြေးနှင့်ပတ်သက်လာလျင်အရဲမစွန့်နဲ့စိတ်ချရမှဖြစ်မယ်ဟုပြောပြီးတော့တဦးကတနိုင်တပိုင်းအရဲစွန့်တတ်အောင်ပညာရှာရမယ်ဟုပြောပြန်သည်တဦးကငါတို့ရဲ့အကြီးဆုံးနဲ့တန်ဖိုးအရှိဆုံးပိုင်ဆိုင်ပစ္စည်းဟာငါတို့အိမ်မဲဟုလက်ခံနားလည်ထားသည်ကျန်တဦးကမူတကယ်တော့ငါတို့အိမ်ကပေးစရာရှိတဲ့အကျွေးပဲမင်းရဲ့အိမ်ကိုသာကြီးမားတဲ့ယင်းနှိမ့်မြုံနှံမှုလို့ယူဆရင်မင်းအကြီးကျယ်ဒုက္ခရောက်ပြီပဲပေးစရာရှိသောအကျွေးများကိုအဖေနှစ်ယောက်စလုံးအချိန်မီပေးဆက်ကြတော့လေတဦးကအရင်ဆုံးပေးပြီးတဦးကနောက်ဆုံးမှပေးခဲ့သည်တဦးကမိမိဘဝလိုအပ်ချက်များအတွက်ကုမ္ပဏီတစ်ခုလုပ်ငန်းတစ်ခုသို့မဟုတ်အစိုးရကိုအားကိုးသည်သူ၏လာသာတိုးရရေးအငြိမ်းသာခံစား권စေကူတာမှုစသည်များတွင်စိုးရိမ်ပူပန်နေရသည်အစိုးရအတွက်ငါဆွမ်းဆွမ်းတမန်အလုံးလုံးပေးထားသောအရာတွေတော့ခံစား권ရှိတယ်ဟုမကြာခဏပြောဆိုလေးရှိသည်အဖေနောက်တဦးကမူငွေရေးကြေးရေးနှင့်ပတ်သက်လာလျင်သူ့ကိုယ်သူအားထားသည်ခံစား권များအားမျှော်ကိုးနေရသည်ကိုသူကမနှစ်သက်ပြီးအဆိုပါစိတ်ဓာတ်ကိုလည်းသဘောမကျဒုစိတ်ဓာတ်သည်ငွေကြေးချို့တဲ့ပြီးတော့ပြောညံ့စေသည်ဟုဆိုသည်ငွေကြေးကိစ္စတွင်ကျွမ်းကျင်လိမ္မာစွာကင်တွယ်တတ်ဖို့ကိုသာတိုက်တွန်းသည်အဖေတဦးကလာသာကောင်းသည့်အလုပ်ကောင်းကောင်းရဖို့အတွက်ပြည်စုံကောင်းမွန်သောအလုပ်လျှောက်လွှာရေးပုံရေးနည်းတင် जा ပေးသလိုနောက်အဖေတဦးကလည်းခိုင်မာသောငွေကြေးနှင့်စီးပွားရေးစီမံကိန်းများမိတို့ရေးဆွဲရမည်ကိုတင် जा ပေးခဲ့သည်ထို့မှသာကိုယ်ပိုင်အလုပ်ကိုင်အခွင့်အလမ်းများဖန်တီးပေးနိုင်မည်ဟုဆိုသည်ကျွန်တော်အဖေနှစ်ဦး၏အတွေ့အမြင်လမ်းညွှန်မှုများအောက်မှာကြီးပြင်းလာရသောကြောင့်ကွဲပြားခြားနားသည့်အတွေ့အခေါ်များကမတူညီကွဲပြားသောဘဝများကိုဖန်တီးပေးကြောင်းသိနားလည်လာသည်လူတိုင်းသည်သူတို့၏အတွေ့အခေါ်များဖြင့်သူတို့၏ဘဝများကိုပုံဖော်ကြခြင်းပင်ဖြစ်ကြောင်းကျွန်တော်သတိထားမိသည်ဥပမာအားဖြင့်စင်ရသောအဖေကဘယ်တော့မှငါချမ်းသာလာမှာမဟုတ်ဘူးဟုအမြဲလူပြောတတ်တယ်လို့သူပြောသည့်အတိုင်းပင်ဖြစ်နေလေသည်ချမ်းသာလာသောအဖေကမူသူ့ကိုယ်သူလူချမ်းသာဟုအမြဲပြောလေရှိသည်တခါတရံငွေရေးကြေးရေးအရာအမြောက်အများအရှုံးပေါ်သွားသည့်တိုင်အောင်ပင်သူ့ကိုယ်သူတထေးဟုပဲပြောဆိုတတ်မှတ်သည်စင်ရတာနှင့်ဗိုင်းကြတာမတူဘူးစင်ရတာကအမြဲတမ်းဖြစ်ပြီးဗိုင်းကြတာကယာယီဖြစ်တာဟုပြောဆိုသေးသည်စင်ရသောအဖေကငွေကိုစိတ်မဝင်သားပဲငွေကြေးကအကြောင်းမဟုတ်ပါဘူးဟုပြောတတ်တော့လေချမ်းသာသည့်အဖေကတော့ငွေဟာစွမ်းအားတစ်ခုပဲဟုဆိုသည်ကျွန်တော်သည်အတွေ့အခေါ်များ၏စွမ်းအားကိုတိုင်းတာမူ
အတိမတ်ပြုမှုရှိမည်မရှိမည်မသေးကြတော့လေလူငယ်တဦးအနေဖြင့်ကိုယ့်ရဲ့အတွေးများကိုကိုယ်သိထားမိလာသည်ထိုအတွေးများမိတို့ဖော်ပြရမည်ကိုလည်းသဘောပေါက်စွာပြုလာသည်ကျွန်တော်ဤစင်ရဲသောအဖေလွမ်းပါနေရခြင်းမှာဝင်ငွေနည်းသောကြောင့်ပင်ဖြစ်သည်ကျွန်တော်အနေဖြင့်စင်ရဲသောအဖေနှင့်ချမ်းသာလာသောအဖေနှစ်ဦးတွင်ဘသူအတွေ့ဘသူစကားနားထောင်လက်ခံရမည်ကိုချင့်ချိန်စဉ်းစားတတ်လာသည်အဖေနှစ်ဦးစလုံးကမူပညာရေးကိုအားပေးပြီးတော့လေးလာစီးပူးဖို့အလုံးမင်းအလေးထားကြသည်သို့သောထိုတို့လေးလာစီးပူးရာတွင်မိသည့်အရာများကအရေးမကြီးသည်ဟုပိုင်းခြားရာတွင်သူတို့၏အမြင်များကမတူညီကြပါတဦးကစာကြိုးစား၍ဘွဲရလျင်အလုပ်ကောင်းကောင်းဝင်လုပ်စေခြင်းသည်သူကကျွန်တော်အားပညာရှင်တဦးအဖြစ်ရှင်းနေတော်၎င်းစည်ရင်ကင်တော်၎င်းဇီဝရေးစီမံခန့်ခွဲမှုဘွဲရအောင်တော်၎င်းဝင်လုပ်စေခြင်းသည်နောက်တဦးကမူជីវချမ်းသာလာအောင်လေးလာတင်ယူဖို့တိုက်တွန်းသည်ငွေကြေးအလုပ်လုပ်ပုံအလုပ်လုပ်ပေးအောင်ငွေကြေးကိုခိုင်းစေပုံတို့အားသဘောပေါက်အောင်လေးလာတင်ယူစေလိုသည်ငါကငွေအတွက်အလုပ်မလုပ်ဘူးငွေကငါ့အတွက်လုပ်ပေးမယ်ဟူသောချမ်းသာသောအဖေအစဉ်အမြဲပြောနေကြစကားဖြစ်သည်ကျွန်တော်9နှစ်သားအရွယ်တွင်ပင်ငွေကြေးနှင့်ပတ်သက်လျင်ချမ်းသာသောအဖေ၏စကားများကိုသာနားထောင်မည်ဟုဆုံးဖြတ်လိုက်သည်တက္ကသိုလ်မှာဝယ်လူတွေများစွာရရှိထားပြီးစင်းရဲနေသည့်အဖေ၏စကားများကိုကျွန်တော်နားမထောင်တော့ပါငွေကြေးနှင့်ပတ်သက်ပြီးစင်းရဲသောအဖေ၏ဩဝါဒလမ်းညွှန်မှုများကိုနားမထောင်တော့ဖို့ရွေးချယ်ဆုံးဖြတ်ရသည့်အတွက်အလွန်စိတ်မချမ်းမသာဖြစ်ရပါသည်နေ့အတော်ကြာပင်အပြန်အလှန်သုံးသက်ဆင်ခြင်မိသည်ဒိုဆုံးဖြတ်ချက်သည်ကျွန်တော်ဘဝ၏တစ်သက်လုံးကိုပုံစံချပေးမိဆုံးဖြတ်ချက်ဖြစ်နေပါသည်ထို့သောဆုံးဖြတ်ပြီးသည့်နှစ်တစ်ပြိုင်နက်ကျွန်တော်၏ငွေကြေးနှင့်သက်ဆိုင်သောပညာရေးကိုစတင်လိုက်ပါတော့သည်ကျွန်တော်ရဲ့အသက်39နှစ်ရှိသည့်အထိနှစ်ပေါင်း30ကျော်တိုင်သည့်တိုင်အောင်ချမ်းသာသောအဖေကလမ်းညွှန်ပို့ချပေးခဲ့သည်ထုံထိုင်းလာသောကျွန်တော်အားသူ၏ပညာရေးများကိုအပြည့်အဝနားလည်ပြီးဟုယူဆသည့်အထိတင် जा ပေးခဲ့၏ငွေကြေးသည်စွမ်းအားတစ်မျိုးဖြစ်တော်လဲငွေကြေးနှင့်ပတ်သက်သည့်ပညာကပို၍ပင်စွမ်းအားကြီးသည်ငွေကြေးများဝင်လာမှုထွက်သွားမှုငွေကြေးလုံးလုံးပုံတို့ကိုသိမြင်လာလျင်တင်သည်ငွေကြေးကိုခိုင်းစေလာနိုင်မည်ဒုအခါတွင်တင်၏စီးပွားဥစ္စာကိုစတင်ထူထောင်နိုင်မည်ဖြစ်သည်လူအများစုသည်ကြောင်းနေပြီးစာတင်ကြရတော့လေငွေကြေးလုံးလုံးပုံကိုတင်ယူလေးလာရခဲ့ခြင်းမရှိသောကြောင့်သူတို့၏ဘဝတစ်သက်လုံးငွေရရှိရေးအတွက်သာအလုပ်လုပ်နေကြရသည်ချမ်းသာသောအဖေ၏တင် जा မှုများမှာလွယ်ကူရိုးရှင်းလှပါသည်နေပေါင်း30အတွင်းအပြန်ပြန်အလှန်လှန်တင် जा ပို့ချပေးခဲ့သောသင်ခန်းစာမှာ6ခုသာရှိခဲ့ပါသည်ဤစာအုပ်ရဲ့အဓိကအကြောင်းအရာများမှာအဆိုပါသင်ခန်းစာ6ခုပင်ဖြစ်သည်ချမ်းသာသောအဖေကကျွန်တော်အားတင် जा ပေးခဲ့သည့်အတိုင်းအတန်းနိုင်သောလွယ်ကူစွာရှင်းပြထားသည်ထိုသင်ခန်းစာများမှာလမ်းညွှန်မှုများသာဖြစ်ပါသည်ရာရာပြောင်းလဲနေသောကဘာကြီးတွင်မိတို့သောအခြေအနေမျိုးပေါ်ပေါက်လာသည်ဖြစ်စေတင်ဤကလေးများပစ္စည်းဥစ္စာပေါ်ကျွယ်ဝစေဖို့ဖော်ပြပါလမ်းညွှန်မှုများကအထောက်အကူပြုနေမည်ဖြစ်ပါသည်သင်ခန်းစာ1ချမ်းသာသောသူတို့လှုပ်လှုပ်ခြင်းသည်ဝင်ငွေရရှိဖို့အတွက်မဟုတ်သင်ခန်းစာ2အဘယ်ကြောင့်ငွေကြေးအခြေခံပညာသင်ထားသင့်တယ်လဲသင်ခန်းစာ3ကိုအလုပ်ကိုလုပ်ကြဖို့သင်ခန်းစာ4အခွန်အကောက်နဲ့အခွင့်အာဏာတို့ရဲ့တမိုင်းကြောင့်သင်ခန်းစာ5လူချမ်းသာတို့ကငွေကိုဖန်တီးယူသည်သင်ခန်းစာ6အလုပ်လုပ်ခြင်းသည်ငွေရဖို့အတွက်မဖြစ်စေပဲပညာရဖို့အတွက်ဖြစ်ပါစေ